nail spa လို့ခေါ်တယ်လက်သေးလုပ်ငန်းတွေလုပ်နေတယ် TikTok မှာဘာဗီဒီယိုရဲ့မှမသိဘူးဖြစ်နေတာဒါဆိုရင်ဒီ content idea 3မျိုးသာလိုက်လုပ်ကြည့်လိုက်ပါမိတ်ဆွေစီမှာ customer တွေအများကြီးဝင်လာမှာဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့အမိုက်ဆုံးပဲပထမတစ်ခုကဘာလဲဆိုတော့မိတ်ဆွေအနေနဲ့ရွေးချယ်ခိုင်းတဲ့ဗီဒီယိုရိုက်ဘယ်လိုမျိုးလဲဆိုတော့ပုံစံ၄မျိုးရှိတယ်အကယ်လို့မိတ်ဆွေသားဆိုရင်ရောဘယ်လိုမျိုးလက်သေးမျိုးရွေးချယ်မှာလဲနံပါတ်1ကတော့ soft gear လို့ခေါ်တယ် soft gear နဲ့တူတဲ့လက်သေးလေးတွေဒုတိယတစ်မျိုးကကျတော့ Korean style Korean မင်းသမီးတွေနဲ့တူတဲ့လက်သေးပုံစံလေးတွေတတိယတစ်မျိုးကကျတော့ boss lady လို့ခေါ်တဲ့ boss နဲ့တူတဲ့လက်သေးတွေနောက်ဆုံးတစ်မျိုးကကျတော့ luxury gear အရန်ချမ်းသာတဲ့ပုံစံတူတဲ့လက်သေးမျိုးဒီလေးမျိုးရှိတယ်မိတ်ဆွေသားတွေအကယ်လို့ရွေးချယ်ရမယ်ဆိုရင်ဘယ်လိုပုံစံရွေးချယ်ဖြစ်မှာလဲကောင်းမှရေးခဲ့ပေးပါဒါမျိုးဗီဒီယိုရိုက်လို့ရပါတယ်အဲ့ခါကျရင်လူတွေကငါသာဆွင်တော့ဒါလေးရွေးချယ်ဖြစ်မယ်ငါသာဆွင်တော့ဒါလေးရွေးချယ်ဖြစ်မယ်ဆိုပြီးတော့မှ comment တွေရေးမယ်အဲ့ခါကျရင်မိတ်ဆွေဗီဒီယိုပေါက်မှာဖြစ်ပါတယ်ဒုတိယ idea ကဘာလဲဆိုတော့ mistake တွေပြောတဲ့ဗီဒီယိုဘယ်လိုမျိုးလဲဆိုတော့လက်သေးတွေပျက်စီးရတဲ့အကြောင်းရင်း၅ခုလက်သေးတွေမကြာခဏကွာနေတာဒီအကြောင်းရင်း၃ခုကြောင့်ပြောရမယ်ဆိုရင်လူတွေမားလေးမားထားရှိတဲ့အမားလေးတွေကိုပြောတာအဲ့တော့ဒါမျိုးဗီဒီယိုရရင်ဘာဖြစ်မှာလဲဆိုတော့မိတ်ဆွေကယုံကြည်မှုရလိမ့်မယ်အော်ဒီလုပ်ငန်းလုပ်တဲ့သူတွေကသူက service ပဲတည်တံ့ရောင်းတာမဟုတ်ဘဲနဲ့တကယ်ပဲဒီလက်သေးနဲ့ပတ်သက်ပြီးတော့မှကျွမ်းကျင်တယ်တကယ်ပဲလက်သေးနဲ့ပတ်သက်ပြီးတော့မှသူတို့တကယ်တတ်ပါတယ်ဆိုတာကိုလူတွေသိသွားတယ်အဲ့ဒါနေပြောမှမိတ်ဆွေ authority တခုရတယ်နောက်ဆုံး idea မပြောခင်မှာဒါလေးရင်သားတော့မိတ်ဆွေရဲ့လုပ်ငန်းအတွက် TikTok ကို customer တွေအများကြီးရှာပေးမဲ့ဗီဒီယိုရိုက်တတ်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ TikTok marketing တင်တဲ့ဒီမိတ်ဆွေအတွက်ဖြစ်ပါလိမ့်မယ်အသေးစိတ်သိချင်တယ်ဆိုရင် chat box တို့မှာ Viber မှာစုံစမ်းမေးမြန်းလို့ရပါတယ်နောက်ဆုံး idea ကဘာလဲဆိုတော့မိတ်ဆွေအနေနဲ့ transformation ဗီဒီယိုရိုက်ပါ transformation ဆိုတာကျွန်တော်မိတ်ဆွေအခုတည်းဒီလက်သေးကအရန်လာနေပြီအရန်ကောင်းနေပြီဆိုမှပြတာအကုန်လုံးပြီးပြီဆိုမှပြအဲ့လိုမဟုတ်ဘဲနဲ့ဗီဒီယိုမရိုက်ခင်ကလေးကဘာမှမလုပ်ခင်ကလေးကသူ့ရဲ့လက်သေးကမူရင်းပုံစံကတော့ဘလိုလေးပါဘလိုမကြီးမညာလေးဖြစ်နေတယ်ဘလိုမလားမပလေးဖြစ်နေပါတယ်ဒါကိုအရင်ပြပြီးတဲ့အခါကျမှတဆင့်ချင်းဘလို cleansing လုပ်ပါတယ်ပြီးတော့ဘလိုလုပ်ပါတယ်လက်သေးဘလိုညက်ပါတယ်ပြီးရင်ဘလိုအလားပုံသွင်းပါတယ်ပြီးရင် color ဘလိုထည့်ပါတယ်ဘလိုကတ်ပါတယ်တဆင့်ချင်းဒီပြမယ်အကုန်လုံးပြပြီးတဲ့အခါကျမှပြီးမှ final look ကိုပြလူတွေက transformation ဖြစ်တာကိုအရန်ကြိုက်တယ်မိတ်ဆွေရဲ့ဆိုင်မှာဘလို service တွေရှိပါတယ် service တွေဘလိုတဆင့်ချင်းလုပ်ပါတယ်ဆိုတော့လည်းပြပြီးသားဖြစ်သွားပါတယ်မိတ်ဆွေအခုတည်းကြည့်နေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် bonus idea လေးတစ်ခုပေးပါမယ်မိတ်ဆွေပုံနှစ်ပုံပြလက်သေးပုံတစ်ပုံပြဒီဘက်မှာလည်းလက်သေးပုံတစ်ပုံပြတစ်ပုံကတော့3000တန်နောက်တစ်ပုံကတော့8000တန်ဆိုပြီးတော့မှပြပြီးလူတွေကိုမေးပေါ့လေဘယ်ဟာကတော့ဘယ်လောက်တန်လဲပြီးတဲ့အခါကျမှရှင်းပြဘာဖြစ်လို့ဒါက3000ဖြစ်တာလဲဘာလို့ဒါကတော့8000ဖြစ်တာလဲဒီနှစ်ခုမှာဘာတွေခွာခြားချက်ရှိတာလဲဘာတွေမတူညီတာရှိတာလဲအဲ့လိုမျိုးရှင်းပြတဲ့ဟာတွေပြီးတော့မှရိုက်မိတ်ဆွေရဲ့လုပ်ငန်းအတွက် content idea တွေလိုချင်နေဆိုရင်မိတ်ဆွေဘာလုပ်ငန်းလုပ်လဲခေါင်းမှာရေးခဲ့ပေးပါဗီဒီယိုတစ်ပုဒ်လုံးမှာမိတ်ဆွေအကြိုက်ဆုံး content idea ဘယ်ဥစ္စာလဲခေါင်းမှာရေးခဲ့ပေးပါ TikTok marketing trainer တယောက်ဖြစ်သူမ life and business coach လည်းဖြစ်တဲ့ကျွန်တော်မျိုးမင်းလက်ပါလက်သေးဆိုင်လုပ်ငန်းလုပ်နေတဲ့ကိုယ့်ရဲ့အသီးမိတ်ဆွေတွေရှိတယ်ဆိုရင်လည်း share ပေးလို့ရပါတယ်